Okay အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ salon တွေ spa တွေနဲ့ဒီ beauty business တွေအားလုံးအတွက်တနေရာထဲမှာအားလုံးကို all in one ဖြည့်ရှင်းပေးမယ် branding management ကိုဘယ်လိုသုံးရမလဲဆိုတာရှင်းပြထားတဲ့10 minute စာဗီဒီယိုဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုထဲမှာဒီ10 minute စာနဲ့အားလုံးကိုနားလည်သွားအောင်ကျွန်တော်အပိုင်းလေးတွေဖွဲ့ပြီးရှင်းပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့စလိုက်ရအောင် Okay ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီ management.branding.com ကိုကျွန်တော်တို့ဝင်လိုက်မှာဖြစ်ပါတယ် Okay ဒါကျွန်တော်တို့ရှိတယ်ကျွန်တော်တို့မှာရှိတယ် Gmail တစ်ခုကိုထည့်ပါမယ်အတိအကျလေးထည့်ပါမယ် Gmail တစ်ခုထည့်ပြီးရင်တော့ကျွန်တော်တို့ရဲ့ Gmail တွေကိုအတူပြီးကြာလာမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီ OTP ကိုယူပြီးတော့ကျွန်တော်ဒီ code ကိုထည့်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ဒီမှာ register လုပ်ဖို့ page ကိုရောက်သွားပါပြီဒီမှာကျွန်တော်တို့ရဲ့ sign ကျွန်တော်တို့ရဲ့လုပ်ငန်းရဲ့အမည်ထည့်ပါမယ် business name နေရာမှာပြီးရင်တော့ဒီ first name နဲ့ last name မှာတော့ကျွန်တော်တို့ရဲ့နာမည်ထည့်ပါမယ်ပြီးရင်တော့ဖုန်းနံပါတ်နေရာမှာကျွန်တော်တို့အမြဲတမ်းသုံးနေတဲ့ဖုန်းနံပါတ်တစ်ခုထည့်ဖို့လိုပါတယ်ဒါမှသာကျွန်တော်တို့ဒီသုံးပြရတာတစ်ခုခုလိုအပ်တဲ့အခါဒါမှမဟုတ်တစ်ခုခုဆက်သွယ်ခြင်းတဲ့အခါကြာလို့ရှိရင်ကျွန်တော်တို့ဒီ team နဲ့တိုက်ရိုက်ဆက်သွယ်လို့ရနိုင်မှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ password သတ်မှတ်ပါမယ် password ကတော့6လုံးလောက်ထည့်ရင်အကောင်းဆုံးဖြစ်ပါတယ်ပြီးတော့ password ကိုမှတ်ထားပြီးဖို့လည်းမမေ့ပါနဲ့ Okay ဒါဆိုရင်တော့ကျွန်တော်တို့အကောင့်ဖွင့်တဲ့အစီအစဉ်လေးပြီးသွားပါပြီဆိုတော့ဒီအကောင့်ဖွင့်တဲ့နေရာကနေပြန်ပြီးတော့ကျွန်တော်တို့ Gmail နဲ့ password ကိုပြန်ရိုက်ပြီးတော့ဝင်မှာဖြစ်ပါတယ် Okay ဒါဆိုရင်ခုနကကျွန်တော်တို့ထည့်ထားတဲ့ password ပြန်ထည့်ပေးမှာ Okay ဒါဆိုရင်တော့ကျွန်တော်တို့အကောင့်တစ်ခုကိုအောင်မြင်စွာဖွင့်ပြီးပြီဖြစ်ပါတယ် Okay အကောင့်ဖွင့်ပြီးတာနဲ့ branding management ကိုကျွန်တော်တို့ဒီတိုင်းသုံးလို့မရပါဘူးကျွန်တော်တို့စပြီးတော့အသုံးပြုတဲ့သူတွေအကောင့်တွေအတွက်ဒီမှာတစ်လစာကျွန်တော်တို့ free trial ပေးပါတယ်ဆိုတော့ဒါလေးကိုဝင်ယူပါမယ်Okay ဒါဆိုရင်တော့ကျွန်တော်တို့တစ်လစာအသုံးပြုခွင့်ရသွားပြီဖြစ်ပါတယ် standard plan ဖြစ်ပါတယ် Okay ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ branding management app မှာ register လုပ်တာလေးပြီးသွားပြီဖြစ်ပါတယ် Okay ဒါဆိုရင်တော့ branding management မှာပါတဲ့ဒီ function တွေအကြောင်းကိုနောက်ဗီဒီယိုမှာကျွန်တော်တရားလေးရှင်းပြပေးပါမယ်။ဆုံးထိကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်။တကယ်လို့နားမလဲတာဒါမှမဟုတ်ထပ်ပြီးသိချင်တာတွေရှိလို့ရှိရင်လည်း comment မှာရေးပေးခဲ့လို့ရပါတယ်။ပြီးတော့ကျွန်တော်တို့ကိုဆက်သွယ်လို့ရမယ် Facebook, Viber နဲ့ Telegram တခြားဆက်သွယ်လို့ရမယ်ဖုန်းနံပါတ်တွေပါကျွန်တော်တို့ caption မှာထည့်ပေးသွားမှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ရအောင်